မြန်မာကာတွန်းတရားသမားနှင့်သချင်းများဆက်ဆက်မှုအကြောင်းမြန်မာယဉ်ကျေးမှုမှာကာတွန်းတရားသမားနဲ့သချင်းတွေဟာတစ်ခုနဲ့တစ်ခုနက်နက်ရှိုင်းဆိုင်ဆက်ဆက်နေပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့ဟာဒီဆက်ဆက်မှုကိုလေ့လာသွားမှာဖြစ်ပါတယ်ကာတွန်းတွေဟာလူဘဝရဲ့အကြောင်းအရာတွေကိုရိုးရှင်းပြီးဟာသနောတဲ့ပုံစံနဲ့တင်ဆက်ပေးပါတယ်တရားဓမ္မကတော့လူတွေရဲ့စိတ်ကိုငြိမ်းချမ်းစေပြီးမှန်ကန်တဲ့လမ်းကိုရှောက်လန်းစေပါတယ်။တခြင်းတွေကတော့လူတွေရဲ့ခံစားချက်တွေကိုဖော်ပြပြီးစိတ်ကိုပျော်ရွှင်စေပါတယ်။ဒီသုံးခုဟာတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေလဲဆိုတာစကြည့်ရအောင်။ဒါအပြင်ကာတွန်းတွေဟာလူငယ်တွေအတွက်တရားဓမ္မကိုစိတ်ဝင်စားစေဖို့ဆွဲဆောင်နိုင်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။လူငယ်တွေရဲ့စိတ်ဝင်စားမှုကိုရစေမဲ့ခေတ်ပေါ်ပုံစံအယောင်သွေးတွေနဲ့တင်ဆက်နိုင်ပါတယ်။တရားဓမ္မဆိုင်ရာကာတွန်းတွေဟာလူတွေရဲ့စိတ်ကိုပြောင်းလဲစေပြီးကောင်းမွန်တဲ့အပြုအမူတွေကိုအားပေးနိုင်ပါတယ်။ဥပမာလောဘကိုလျှော့ချဖို့မေတ္တာတရားကိုလက်ကင်ထားဖို့စတဲ့အကြောင်းတွေကိုကာတွန်းနဲ့ပို့ဖော်နိုင်ပါတယ်။ကာတွန်းတွေမှာပါဝင်တဲ့တရားစကားလေးတွေဆောင်ပုဒ်လေးတွေကလူတွေရဲ့စိတ်ထဲမှာဆွဲကြံနေပြီးကောင်းတဲ့အကျိုးတရားမှုကိုဖြစ်စေပါတယ်။ဥပမာဒေါရမင်ရဲ့လို့ကာတွန်းထဲမှာမြင်လဲရရင်ကိုပြန်ဆန်းစစ်ဖို့အခွင့်အရေးရစေပါတယ်။တရားဓမ္မကိုအခြေခံတဲ့ကာတွန်းတွေဟာလူအဖွဲ့အစည်းကိုထင်ဟပ်စေပြီးပြဿနာတွေကိုထောက်ပြဝေဖန်နိုင်ပါတယ်။အဲ့ဒီကနေတဆင့်လူတွေရဲ့အသိအမြင်ကိုမြင့်တင်ပေးနိုင်ပါတယ်။တခြင်းနဲ့တရားဓမ္မတခြင်းတွေဟာလည်းတရားဓမ္မကိုလူတွေစီကိုပို့ဆောင်ပေးနိုင်တဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။တရားဓမ္မဆိုင်ရာတခြင်းတွေဟာလူတွေရဲ့စိတ်ကိုငြိမ်းချမ်းစေပြီးတရားအသည့်ကိုရရှိစေပါတယ်။ဥပမာမေတ္တာပို့တခြင်းလိုတခြင်းမျိုးဟာနားထောင်ယုံတဲ့စိတ်ကိုအေးချမ်းသွားစေပါတယ်။ဒီလိုတခြင်းတွေဟာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုချီးမွမ်းခြင်းတရားအကြောင်းအရာတွေကိုတည်ဆိုခြင်းနဲ့လူတွေရဲ့စိတ်ကိုမြင့်တင်ပေးခြင်းစတဲ့ရွယ်ချက်တွေနဲ့ဖန်တီးထားပါတယ်။ဘုရားဂုဏ်တော်တွေကိုတခြင်းနဲ့တည်ဆိုခြင်းကစိတ်ကိုကြည်လင်စေပါတယ်။တရားဓမ္မဆိုင်ရာတခြင်းတွေဟာလူတွေရဲ့စိတ်ကိုပျော်ရွှင်စေတဲ့အပြင်တရားအသည့်ကိုလည်းရရှိစေပါတယ်။တရားနဲ့ဆိုင်တဲ့တခြင်းတွေဟာစိတ်ကိုပျော်ရွှင်စေတဲ့အပြင်တရားအသည့်ကိုလည်းရရှိစေပါတယ်။ဒါအပြင်ဒီလိုတခြင်းတွေဟာလူတွေရဲ့စိတ်ကိုစုစည်းစေပြီးတရားဓမ္မကိုလေ့လာလိုက်စားခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်။တရားပွဲတွေဘုရားပွဲတွေမှာတခြင်းတွေနဲ့တရားဓမ္မကိုပေါင်းဆက်တင်ဆက်မှုတွေဟာလူတွေကိုဆွဲဆောင်နိုင်ပါတယ်။ကာတွန်းတခြင်းနဲ့တရားဓမ္မတို့ဤဆက်ဆက်မှုကာတွန်းတခြင်းနဲ့တရားဓမ္မတို့ဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အထောက်အပံ့ဖြစ်နေပါတယ်။ကာတွန်းတွေဟာတရားဓမ္မဆိုင်ရာတခြင်းတွေရဲ့အကြောင်းအရာကိုပုံမရှင်းလင်းစေပြီးလူတွေရဲ့စိတ်ကိုဖန်ဆားနိုင်ပါတယ်။ဥပမာမေတ္တာပို့တခြင်းကိုတရုပ်ဖော်တဲ့ကာတွန်းလေးတွေနဲ့ပေါင်းဆက်တင်ဆက်ရင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။တခြင်းတွေကလည်းကာတွန်းတွေရဲ့အတိတ်ဘယ်ကိုပုံမနားလည်စေပြီးခန်းစားချက်ကိုပုံမပြည့်ထန်စေပါတယ်။ကာတွန်းထက်ကဇက်ကောင်တွေရဲ့ခန်းစားချက်ကိုတခြင်းနဲ့ပိုပြီးပေါ်လွင်အောင်ဖော်ပြနိုင်ပါတယ်။တရားဓမ္မကတော့ကာတွန်းနဲ့တခြင်းတွေရဲ့အခြေခံအဖြစ်လူတွေရဲ့စိတ်ကိုမှန်ကန်တဲ့လမ်းကိုရှောက်လန်းစေပါတယ်။တရားဓမ္မအပေါ်အခြေခံပြီးဖန်တီးထားတဲ့ကာတွန်းနဲ့တခြင်းတွေကလူတွေရဲ့စိတ်ကိုပိုပြီးတန့်ရှင်းစေပါတယ်။ကာတွန်းတခြင်းနဲ့တရားဓမ္မတို့ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးမြမယဉ်ကျေးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ကာတွန်းတွေကတရားဓမ္မကိုပုံမနားလည်လည်ကူစေပြီးတခြင်းတွေကခန်းစားချက်ကိုပေါ်လွင်စေပြီးတရားဓမ္မကတော့ကာတွန်းနဲ့တခြင်းတွေရဲ့အတိတ်ဘက်ကိုပုံမနဲ့ဆိုင်စေပါတယ်။ဒီသုံးခုရဲ့ပေါင်းစပ်မှုဟာမြန်မာလူမျိုးတွေရဲ့ဘဝနဲ့စိတ်ကိုပုံဖော်ပေးနေပြီးမျိုးဆက်တစ်တွေအတွက်ဒီအမှုပညာတွေကိုထိမ့်သိမ်းပြီးလက်စစ်ကမ်းပေးဖို့လိုအပ်ပါတယ်။ကာတွန်းတခြင်းနဲ့တရားဓမ္မတို့ရဲ့ပေါင်းစပ်မှုကနေလူတွေဟာတရားဓမ္မကိုပုံမနားလည်လာနိုင်မယ်။စိတ်သက်တွေပုံမကြည်လင်လာနိုင်မယ်။ဘဝတွေပုံမတိုးတက်ကောင်းမွန်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။မြမယဉ်ကျေးမှုနဲ့အမှုပညာမြမယဉ်ကျေးမှုမှာကာတွန်းတခြင်းနဲ့တရားဓမ္မတို့အပြင်အခြားသောအမှုပညာရက်တွေကလည်းအများကြီးရှိပါတယ်။ပကြီးပကံရုပ်တုအကပြဇက်စတာတွေဟာလည်းမြမယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ဒီလိုအမှုပညာရွက်တွေဟာလူတွေရဲ့စိတ်ကိုပျော်ရွှင်စေတဲ့အပြင်တရားအသည့်ကိုလည်းရရှိစေပါတယ်။ဥပမာပကြီးကားတွေမှာဗုဒ္ဓဝင်ဇက်တော်တွေတရားဓမ္မဆိုင်ရာအကြောင်းအရာတွေကိုရေးဆွဲထားတာတွေ့နိုင်ပါတယ်။ပကံမှာလည်းဘုရားစေတီတွေရုပ်ပကံတွေမှာဗုဒ္ဓဝင်ဇက်တော်တွေတရားဓမ္မဆိုင်ရာအကြောင်းအရာတွေကိုထွင်းထုထားတာတွေ့နိုင်ပါတယ်
အကနဲ့ပြဆွဲတွေမှာလည်းတရားသမားဆိုင်ရာအကြောင်းအရာတွေကိုတင်ဆက်ပြသတာတွေ့နိုင်ပါတယ်ဒီလိုအမှုပညာရက်တွေဟာမြန်မာလူမျိုးတွေရဲ့ဘဝနဲ့စိတ်ကိုပုံဖော်ပေးတဲ့အရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်ဒါကြောင့်ဒီလိုအမှုပညာရက်တွေကိုတန်ဖိုးထားပြီးထိမ့်သိမ်းသွားဖို့အရေးကြီးပါတယ်မျိုးဆက်သစ်တွေအတွက်ဒီအမှုပညာရက်တွေကိုလက်စစ်ကမ်းပေးဖို့လိုအပ်ပါတယ်မြန်မာယဉ်ကျေးမှုဟာကမ္ဘာယဉ်ကျေးမှုမှာထူးခြားတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီလိုထူးခြားတဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းပြီးမြင့်တင်သွားဖို့ဟာမြန်မာလူမျိုးတိုင်းရဲ့တာဝန်ဖြစ်ပါတယ်မြန်မာယဉ်ကျေးမှုကိုတန်ဖိုးထားကြပါစို့ဒီဗီဒီယိုမှာမြန်မာကာတွန်းတရားသမားနဲ့တခြင်းတွေရဲ့ဆက်ဆက်မှုကိုလေ့လာခဲ့ပါတယ်ကာတွန်းတွေဟာတရားသမားကိုပုံမနားလည်လွယ်ကူစေပြီးတခြင်းတွေကခံစားချက်ကိုပေါ်လွင်စေပြီးတရားသမားကတော့ကာတွန်းနဲ့တခြင်းတွေရဲ့အတိတ်ဘက်ကိုပုံမနဲ့ဆိုင်စေပါတယ်ဒီသုံးခုရဲ့ပေါင်းစပ်မှုဟာမြန်မာလူမျိုးတွေရဲ့ဘဝနဲ့စိတ်ကိုပုံဖော်ပေးနေပါတယ်မျိုးဆက်သစ်တွေအတွက်ဒီအမှုပညာတွေကိုထိမ့်သိမ်းပြီးလက်စစ်ကမ်းပေးဖို့လိုအပ်ပါတယ်ကာတွန်းတခြင်းနဲ့တရားသမားတို့ရဲ့ပေါင်းစပ်မှုကနေလူတွေဟာတရားသမားကိုပုံမနားလည်လာနိုင်မယ်စိတ်ဓာတ်တွေပုံမကြည်လင်လာနိုင်မယ်ဘဝတွေပုံမတိုးတက်ကောင်းမွန်လာနိုင်မယ်လို့မျှော်လင့်ပါတယ်အခုချိန်ထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘာအကြံပြုချင်လဲဘာပြောချင်လဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးနောက်ထပ်ဘယ်လိုဗီဒီယိုတွေကိုကြည့်ချင်လဲဆိုတာကိုလည်း comment မှာပြောပြပေးပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ဗျ